မေကွန်းတက်ရွှေစည်းကုံစီတီတော်ကိုတီထားကိုးကွယ်ခဲ့သောဘုရင်ကဘသူလဲဖြေမှန်အနော်ရထားမေကွန်းနှင့်မင်းတို့မင်းကြီးတွင်မိဖုရားပဲနှစ်ပါးရှိသလဲအဖြေမှန်100ကျော်မေကွန်း3တရေခေတ္တရာမြို့ဟောင်းသည်ယခုပဲမြို့အနီးမှာတည်ရှိတာလေအဖြေမှန်ပြည်မြို့မေကွန်းလေးစစ်သူကြီးမဟာဗန္ဓုလ၏ငယ်နာမည်ကမည်သူဖြစ်သလဲအဖြေမှန်မောင်ရဲ့မေကွန်း9ရတနာပုံမြို့သည်ယခုမည်သည့်မြို့ဖြစ်သလဲအဖြေမှန်မန္တလေးမေကွန်း6မြန်မာနိုင်ငံ၏နောက်ဆုံးဘုရင်မှာမည်သူဖြစ်သလဲအဖြေမှန်တီဘောမင်း